ဒီနေ့ဆွဲသွားမယ့်ဒီဇိုင်းကတော့ကျွန်တော်တို့ပုံမှန်ကြော်ညာဒီဇိုင်းမျိုးပဲပေါ့ဗျာဥပမာဒီမှာဆိုရင်ကျွန်တော်က Xiaomi ရဲ့ Smart Band 10ကိုဒီဇိုင်းလေးဆွဲပြပေးတော့ဖြစ်ပါတယ်ကျွန်တော်ကြော်ညာဒီဇိုင်းလေးလောက်ပါပဲဒီမှာက Watch ရဲ့ PNG တွေပါမယ်ကျွန်တော်3 color ပါမယ်ပြီးရင်သူတို့မီဒီဇိုင်းပါမယ်တော့နောက်ဆုံးထွက်ဆိုရဲစကလုံးလေးပါမယ်ပေါ့ဗျာအားလေးကိုစဆွဲလိုက်အောင်ဟုတ်ပြီနော်ကျွန်တော် PNG လေးယူပြီးသွားပြီဆိုတော့ပါလေယာတစ်ခုဖောက်လိုက်ပါမယ်အဲ့လေယာကိုကျွန်တော်ကပိုင်အောင်လေးသုံးမယ်ဆိုတော့ကြောင်ရင်ကြည့်လိုက်အောင်ပပန်းအောင်ကိုကျွန်တော်ကနည်းနည်းရင်းတာလေးသုံးလိုက်ပါမယ်ဟုတ်ပြီဗျာအဲ့ဟိုရင်းတာလေးသုံးလိုက်ပြီအဖြူအောင်ရောဖြတ်လိုက်တော့မယ်နော်အဖြူအောင်ဖြတ်လိုက်တော့မယ်ကျွန်တော် product တစ်ခုတင်မယ်ဒီကောင်လေးကိုတင်လိုက်ပါမယ်Watch ရဲ့ပုံတင်ပါမယ်ဒီပုံလေးတင်မယ်मैं खच्ची चीज़ भी लगाने हैं ये साटे में सागाले ले तेली था लगा में सागाले तेली ऑब्जेक्ट नाम में बैठा लगा में ऑब्जेक्ट नाम में था पोला ये तीन माला मैंने खच्ची चीज़ भी तो लगा में खच्ची चीज़ जाए में ले तेली था लो इसी टे में फिर जो नासों ड्रेस में हाईलाइट सादा ले थे मेंဒီကောင်အော်ဒီချက်ပဲရမယ်နောက်ဆုံးထွက်နော်အော်ရှော့မယ်တီးလို့ရအောင်မယ်ထင်မယ်အချို့အရာကျပုံနဲ့ကြီးတိုင်းလည်းမပေါအောင်ပြသိရမလားနည်းနည်းလေးတော့ပြန်တီးကြည့်လိုက်မယ်ဒါကျွန်တော်ကပုံမှန်တိုင်းလေးဆွဲပြပေးထားခဲ့ပါတယ်ခိုင်လိုင်းတွေမပေါအောင်ဘာဖြစ်တယ်မြတ်ဖြစ်တယ်အဲ့လိုရှိရလေချို့ကြောင့်ကျွန်တော်ပေါ်ရေးဆွဲပြပေးထားဖြစ်ပါတယ်ခိုင်လိုင်းနေပါလေထည့်မထားပါဘူးကျွန်တော်ကြည့်ရလွယ်အောင်လို့ပါဟုတ်ပြီပြီးရင်ကျွန်တော်brand ရဲ့ logo လေးတက်ပါမယ်ကိုယ်ဘယ်မှာထားလဲလဲထားလို့ရရဗျာလဲထားမယ်လဲထားမယ်ဆိုကျွန်တော်ရဲ့ PC ကနေရာပြောင်းလိုက်မယ်ကျွန်တော်လေအောင်တက်မထားတော့ sorry အမျိုးပဲရလိုက်မယ် PC ကို highlight ပို့ထားလိုက်ပြီဗျာ PC ကိုကြည့်လိုက်မယ်ဒီတော့လေးတော့ရသွားတယ်ပဲ okay ဒါမျိုးလေးရသွားပါပြီဒီစာသားတွေကအရောင်ကဖြော့နေရဲ့ဗျာစာသားတွေအရောင်ကစာသားတစ်ခုအပေါ်လုံးတင်လိုက်မယ်နော်ဒီကောင် group တစ်ခုပေးလိုက်ပါမယ် THT တက်ဆိုပြီးရေးလိုက်မယ်စာသားဆိုတော့ပါစာသားပါအရောင်ထားမယ်သူ့လုံးဝအဖြူအောင်ထားလိုက်မယ်ရတယ်အဖြူအောင်ရပြီပြီးရင်နောက်ထပ်နှစ်ဖူးပိုလေးလေးထပ်ထည့်ပါတော့ရတယ်ပါဆက်လောကိုရအောင်မလဲတော့ဟိုအောက်ထဲမှာလည်းလေးထားရပါတော့တန်းဆိုတဲ့ဟာကိုကျွန်တော်က highlight ထားခြင်းနဲ့ဒီကောင်တီးတန့်ကြည့်လိုက်မယ်နော်နည်းနည်းကြည့်လိုက်မယ်ကြည့်ပြီးတော့ arrangement ကိုဒီရရ auto နဲ့သုံးကြရတယ်ဆိုတော့ကျွန်တော် auto နဲ့မသုံးကျွန်တော်ပြန်ညီရပါဆိုတော့ font နေမတူဘူးဗျာတိလား
ဖုန်းနဲ့မတူတာဖြစ်တဲ့အတွက်ကြောင့်ပြန်တော့ညှိရကျွန်တော်ဒီမှာလေးဒါရဲ့အလေတိတ်ကြောင့်လည်းမလာပြအောင်ဒါမျိုးလေးပဲထားလိုက်တော့မယ်ဒါဆိုရင်ကျွန်တော်ပြချင်တဲ့ပစ္စည်းရပါမယ်ပြချင်တဲ့ပစ္စည်းရပါမယ်နောက်ဆုံးတွဲဆက်လိုက်ပါမယ်ဒီ10ဆိုရဟာလည်း highlight ထားမယ်ဆိုတော့ဒီကောကျွန်တော်နည်းနည်းထပ်ကြည့်လိုက်မယ်180လောက်တွားလိုက်မယ် sorry 1800ဖြစ်ပါတယ်180တိတ်မကြည့်သေးနေရပါလေ no sorry ဒီကောင်တော့အတက်ကိုပေါ်မှာ180ကြည့်လိုက်လားဒီကောင် highlight ထားမယ့်အရာမဟုတ်တယ်တော့ဒီကောင်လည်းထပ်တည်လိုက်ပါမယ်150အိုး130ပဲထားလိုက်မယ် okay ဒီကောင်ကို230အဲ့ကြတော့အပေါ်လေးနဲ့လေးထပ်ညီလိုက်ပဲလို့auto ရင်ပြောင်းမယ် auto ပြောင်းပြီးတော့50တော့နေရရောက်နေတယ်လိုလေး okay ရပြီဗျာစမတ်ဆိုလည်းတွားပြီနော်ဒါဆိုလည်းလာတော့ပြီကျိုးတေးတိုင်းကျွန်တော် highlight ကပေါ်ဒါပေမဲ့ Xiaomi Smart ဆိုရဟာလေတော်လေးတေးသွားမှာစင်ပြေလေးကိုဒီလောက်ပဲသွားလိုက်ပဲဒီလောက်ဆိုတော့စပြေရပြောရင်ပစ္စည်းကြမတော့ပါဘူးဗျာကျွန်တော်ဟိုကလည်းလောက်ထားလို့ကျွန်တော်ဆွဲထားတဲ့ resolution ဆောင်းနေလို့ပါသူကြောတကယ်ထုတ်တဲ့ခါကျ resolution မြင့်တာနဲ့ဆွဲစီခြင်းပါရယ် resolution မြင့်တာကပို့ပြီးတော့အသုံးဝင်တယ်အသုံးဝင်တယ်ဆိုပုံပိုကြည့်ရဗျာပို့ပြီးတော့ပေါ်လာတယ် client ကိုပြတဲ့ခါကျရင်လေကျွန်တော်ဒါဆွဲပြတော့ကျွန်တော်လည်းပေါ့ပါလေးဆွဲချင်တဲ့ resolution ကို88လောက်ပဲထားဒါမျိုးလေးထားဒီတော့ highlight ဖြစ်အောင်ခဏလေးတွားထားတယ်ညပါပြီဖြူအောင်လေးတည်းထပ်သွားလိုက်မယ်နော် okay မလာတော့ရဖြစ်လိုက်အကြနောက်ကတိတ်မလင်းမြတ်တော့ဘလို့ထင်တော့ဒါမျိုးအောက်နောက်ကအရာဖြော့နေရဆိုရင်ဒီကာလာကိုပို့ပြီးတော့ထင်အောင်လို့ဘလို့လုပ်တင်မယ်ထင်တော့ကျွန်တော်ပုံမဲအောင်ပဲလုပ်လိုက်တော့ပဲနည်းနည်းဒါဖြစ်တဲ့ဘက်ကိုပေါက်လိုက်မယ်နော်ဒါဖြစ်အောင်လုပ်လိုက်ပဲပြီးတော့မှဒီကျွန်တော်ရဲ့ဒီ bit ဆိုတဲ့ဟာ bit လို့ရေးလိုက်ပါနော်ဒီ object ကြီးကိုကျွန်တော်က layer တစ်ခေါ်မယ်ဒီကော mask down လုပ်လိုက်မယ် down လုပ်ပြီးတော့ခါဒီ head color ကိုယူလိုက်မယ် color ကိုယူမယ်တင်ရင် brush နဲ့ပလေးလိုက်ဆွဲလိုက်တယ်အဲ့ကြရင်ပစ္စည်းရဲ့နောက်ကအယောင်ထဲမှာမြုပ်သွားမယ်ဗျာဒီတာလာတော့မသိဘာသာပြီးမှကြောက်တခြားလေးပြပြီနော်ကျွန်တော်လေးစထိုက်ပြောတော့ကဲကြည့်ပါဒီအောင်ပါတယ်ဘာကွာလဲပြမယ်နော်ဒါမျိုးပဲဖြစ်သွားမှာပါဒီစီးကိုတော့ကျွန်တော်နည်းနည်းရှေ့တိုးလိုက်ပါအောင်မယ်စိတ်တိုင်းမကြောက်ကြည့်ရတေးရလို့ကြည့်ရလို့ဖြစ်တာဒါဆိုတော့ရပါပြီဒီစီးက watchman လည်းတည်ရဘယ်ရထောက်ကလည်းတည်ဘယ်လိုထွက်လာလဲဆိုတော့လည်းတည်ပြီးနောက်ဆုံးထွက်လာဘာလာညာလာလည်းတည် highlight ကလည်း
တော့ဘူးအဆင်ပြေပါပြီဒါဆိုရင်တော့ကျွန်တော်ပုံနဲ့ဖြစ်မြောက်သွားတယ်လို့ပြောရပါမယ်ဒါရိုးရှင်းပဲဗျာကိုပြချင်တဲ့ပစ္စည်းတွေပါတယ်ပေါ့ပါလည်းဖြစ်တယ်idea လည်းတိတ်အများကြီးထုတ်ဆက်မလို့ဒီကတော့ကိုပြမဲ့ပစ္စည်းတစ်ခုရဲ့ back အယောင်ယူမဲ့ background တွေဘယ်လိုသုံးမယ်အဲ့လိုမျိုးစဉ်းစားပြီးတော့လုပ်ဆင်ခြင်းပါတယ်ဒါဆိုတော့ပေါ့ပါလေးပြီးသွားပြီဖြစ်ပါတယ်ကဲအားလုံးပဲတော့ပြန်တွေ့ကြပါမယ် see you guys